ပတ်တီးရှိလား အဲ့ပရိပြောရှိတယ် မောင်လေးအနာပေါ်မှာရှိရနော်ဆယ်လေးပုံမှာ ဒီကောင်လေးဈေးဘယ်လောက်လဲ ဒါလေးစိမလား 3ပေါင်းတစ်ထောင်ပါ တော်တော် အဲ့ဆိုလက်ဝဲဒီလမ်းကြံရှိလား ဒီညလေးရှိတယ်ဒီမှာပါပြည်ကြံ ခေါင်းနဲ့ဗလားလေးမစိုးဘူးနော်ဈေးရအောင်ဘယ်လောက်လဲ ဒါလေးစေးတရဘယ်လောက်လဲ ဒီသိန်းတစ်သောင်းပါလေ ဒီနေ့တစ်ထောင်ဒီနေ့တစ်တောင်းပဲ ပုရှက်ကုန်ရှိလား ဘုရှစ်စတန်က ဟုတ် ဘုရှစ်စတန်မျိုးကြီးတယ် ရှိတယ်မောင်လေးအနောက်မှာ ဒီမှာပါ ဒီပုရှက်စတန်လေးတွေအောင်ဈေးဘယ်လောက်လဲ ဒါက 3500ပါ အဲ3500 ဟော အဲ့ဒီတော့ဘယ်လောက် 28,500ပါ အဲ့ဒါ2800ပဲ ဟောဟုတ်ကဲ့ပါခုံးကျူးလေးချက်လားဗျာ ခုံကျူးဒါခုံကျူးလေးရှိတာ ရှိရမောင်လေးအနောက်ကပုံလေးပေါ့နော် ဘာပါစပီဒိုလေး ဒီကောင်လေးဈေးဘယ်လောက်လဲ အဲ့ဒါလေးတော့ဈေးဘယ်လောက်လဲ 12500ပါ 12500ပဲ ဟောဟုတ်ဒီနေ့ဈေးဘာတိဒီနေ့တည့်ရဲ့ဈေးလေးတစ်ခုလား ကျွန်တော်သိတာတော့ညီမထဲမှာညီမလေးရှိတာပဲ